နော် Hong Kong သူ IP address တွေကစာပေါ်လာပြီပေါ့နော်အခုတလုံးမှာကြားဖြတ်နေရ Telegram account တွေလိုက်ခိုးနေရပေါ့နော်ဒီမှာကျွန်တော် account ပိတ်ချပဲဘာညာစာယူထားရတာပို့တယ်ပြီးကြရင်အောက်မှာ verify ဒီမှာလောက်ပါပေါ့နော်ဒီမှာ link တစ်ခုရှိတယ်နောက် video ကစိတ်ဝင်စားဖို့ကောင်းတယ်အဆုံးလေးကြည့်ကြည့်ပါတာမန် user တွေအနေနဲ့ဒီလိုမျိုး link တွေပို့လာတဲ့အခါကျရင်ဘယ်လိုမျိုးစိတ်ဖြစ်နဲ့ဝင်ဆက်စုပေးရမလဲဆိုတာပါတစ်ချက်ပြပြမယ်နော်အဲ့တော့ကျွန်တော်ဒီမှာဒါကိုအရင်ဆုံး copy ကူးလိုက်မယ်ပေါ့နော်ပြပါလေ notes မှာကျွန်တော်ဒီမှာ notes မှာတစ်ချက် copy ကူးရတယ်ဒီကောင်နောက်ဒီမှာသူတို့ link လေးရှိတယ်အဲ့ link ကိုကျွန်တော် copy ကူးလိုက်မယ် copy link ဆိုပြီးတော့ကျွန်တော်ဘာမှသွားထည့်မလဲဆိုတော့အဲဒီမှာ Chrome browser ရှိတယ် Chrome browser မှာကျွန်တော်တို့ incognito mode နဲ့ကျွန်တော်တို့ဝင်လို့ရတယ်ပေါ့နော်ဝင်လိုက်ဒီလိုမျိုးဖြစ်သွားလိမ့်မယ်အဲ့ကြရင်ကတော့အဲ့ link ကိုမှထည့်ကြည့်လိုက်ဒီမှာဆိုရင်ကျွန်တော်တို့ dangerous site လို့ပြတယ်နောက်တစ်ခုသတိထားမှာကကျွန်တော်ဒီမှာ VPN ခံထားတယ်နောက်ဒီမှာကျွန်တော်111 VPN ပဲခံထားတယ်နော် VPN ခံရသားနဲ့ဝင်လိုက်မယ်ပေါ့နော်အဲ့ဒီမှာဆိုရင်ပုံမှန်ဆိုရင်ဗျာဒီလိုမျိုး dangerous site ဆိုတွေကဘယ်သူမှဝင်တော့မှာတော့မဟုတ်ဘူးเนาะဒါပေမဲ့ဆက်ပြီးတော့လုပ်ပြမယ်ပြန်ဒီ day မှာကျွန်တော်တို့ကဒါ unsafe ဖြစ်တယ်ပေါ့เนาะ unsafe เนาะဝင်လိုက်ပဲပေါ့ဝင်လိုက်တဲ့ခါကျရင်ဘာဖြစ်လဲဆိုတော့ဒီမှာဒီကောင်ကခုနကတော့ကျွန်တော်ခံထားတဲ့ VPN IP ပေါ့เนาะဒီမှာဆိုရင်ကျွန်တော်တို့တရုတ်စာတွေပေါ့တရုတ်စာပေါ်တွေကအထားတော့နည်းနည်းပေါက်သွားပြီပေါ့เนาะအမှကျွန်တော် translate လုပ်ကြည့်လိုက်မယ်ဟုတ် translate ဆိုရင်ကျွန်တော်တို့ရဲ့ဒီမှာ region မှာပေါ့နော်ဒီကောင်က support မလုပ်ပါဘူးလေဒီ website ကအဲ့တော့ကြားဖြတ်နေရဲ့အထာဘယ်လိုမျိုးလဲဆိုတော့ဒါကြားဖြတ်မဟုတ်ပါဘူးဒါ phishing website တွေရဲ့အထာကသူတို့ကြတော့သူတို့ target နိုင်ငံရှိတယ်ဗျာဒီလားဥပမာကျွန်တော်တို့ကမြန်မာနိုင်ငံကိုလုံးမယ်ဆိုရင်ကျွန်တော်တို့က VPN ကို Singapore VPN နဲ့ဝင်ကြည့်လိုက်မယ်ဆိုရင်ပေါ်ပါမဟုတ်ဘူးပေါ့နော်ဘာလို့လဲဆိုတော့သူတို့ကသိတယ်ကျွန်တော်တို့ security analyst အနေနဲ့တယောက်နဲ့ sorry ဗျာ security analyst တွေကဝင်ကြည့်တဲ့အခါကျရင်ပုံမှန်ဝင်မကြည့်ဘူးကျွန်တော် VPN နဲ့ခံကြည့်ရဒါဆိုရင်ကျွန်တော် VPN ခံထားတယ်ဒီမှာဆိုဝင်ကြည့်လို့မရဘူးပေါ့နော်အထူးသဖြင့်ဒီ link တွေကိုလည်းကျွန်တော်တို့ browser ဝင်မကြည့်ဘဲတခြားသော virus tutor တွေကတော့ကနေပြီးဝင်ဆက်လို့ရတယ်ပေါ့နော်အဲ့တော့ပုံမှန် user တယောက်အနေနဲ့ဝင်ကြည့်မယ်ဆိုရင် VPN ခံမှာမဟုတ်ဒါပေမဲ့ကျွန်တော်က VPN ခံလိုက်တဲ့အခါမှာ Singapore VPN ဖြစ်နေတယ်ပေါ့နော် Singapore ကိုရောက်နေတဲ့အတွက်ကြောင့်နောက် Singapore မှာဒီကောင်က support မလုပ်ပါဘူးပေါ့အဲ့လိုမျိုးပြရတယ်ပေါ့နော်အဲ့တော့ VPN ပိတ်လိုက်မယ် VPN ပိတ်ပြီးပြန်ဝင်မယ်နော်ကျွန်တော် VPN ပိတ်လိုက်မယ်ဟုတ် Okay VPN ပိတ်ပြီးတော့ဒီကောင်ကိုကျွန်တော် refresh ချက်ပြန်လုပ်လိုက်မယ် refresh ချက်ပြန်လုပ်တဲ့အခါကျရင်ဒီတိုင်းပြောသွားပြီเนาะ Telegram နောက်ကျွန်တော်တို့ country code ဘာညာ smuggler ပေါ့တက်လာပြီပေါ့နော်အဓိကအဲ့တော့ target ထားတာကသိတာပါကြီးမြန်မာ IP မြန်မာနိုင်ငံကိုကျွန်တော် target ထားနေတယ်ပေါ့နော်စင်ကာပူ VPN မှမဟုတ်တခြားနိုင်ငံရဲ့ VPN နဲ့ဝင်ပြီးတော့စမ်းကြည့်ကြည့်ရကြမှာရလိမ့်မယ်ဟုတ်ပြီနော်အခုဆိုရင်ကျွန်တော်ဒီမှာကြားဖြတ် site မှသိသွားပြီ link ရလဲဆောက်လွယ်ကြီးပေါ့နော်အဓိက link ကိုကြည့်ရနေသိတယ်link ကိုမကြည့်နိုင်မှ link ကိုနှိပ်ရတာနဲ့ပထမဆုံးပေါ်လာတယ် dangerous site ဆိုပြီးတော့ပေါ်လာတယ်အဲ့ထဲမှာအဲ့အစတွေကကျွန်တော်သိတင်တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဆက်ပြီးတော့ဝင်မကြည့်တင်ဘူးဆိုပြီးတော့သိတင်တယ်အဓိကပြောချင်တာကနော် VPN location ကိုကျွန်တော်တို့စင်ကာပူနဲ့ဝင်လိုက်တဲ့ခါကျရင်မပေါ်ဘူးအဓိကကျတော့ဒါမြန်မာနိုင်ငံလူတွေအတွက် target ထားတဲ့ website ဖြစ်တယ်အဲ့တော့ကျွန်တော်တို့ထပ်ပြီးပြောချင်တာဒီမှာဆိုရင်ကျွန်တော်တို့မြန်မာဆိုပြီးတော့နော်ကျွန်တော်တို့ရဲ့ဒီမှာ country code တွေနော်ဒီမှာ phone number တွေတောင်းတယ်ဗျာဒီမှာ fake phone number တွေပါထည့်ပြီးတော့တို့ရဲ့နောက်ကွယ် API တွေပါတွေကိုလိုက်ပြီးတော့တစင်ချင်းတွေလိုက်ပြီးတော့စစ်လို့တော့ရတယ်ပေါ့နော်ဒါတော့နောက်ပိုင်းကျရင်ကျွန်တော် video အရှိလုံးဖြစ်နေလုပ်ပြမယ်ပေါ့နော်မသိကြဘူးအခုနောက်တော့ပြောချင်တာကဘာလဲဆိုတော့ကျွန်တော်တို့ပုံမှန် user တွေအနေနဲ့တာမန် user တွေအနေနဲ့ဆိုရင်တော့ link တွေမဝင်ကြဘူးပေါ့နော်အဲ့တော့ဒီလိုမျိုး link တစ်ခုတွေ့ပြီဆိုရင် save ဖြစ်နေဘယ်လိုမျိုးနောက်တော့ဒီ link ကဗျာ save ဖြစ်လားမဖြစ်လားဆိုတာဘယ်လိုမျိုးစစ်လို့ရတယ်ဆိုတာနည်းလမ်းရှိတယ်ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်ဒီအပေါ်မှာ URL scan လို့ရှာလိုက်နောက် browser မှာရိုးရိုးရှင်းမယ် URL scan လို့ရှာလိုက်ဒီအပေါ်မှာပေါ်သော website တစ်ခုရှိတယ်အဲ့ website တွေဝင်လိုက်နော်အဲ့ထဲမှာခုနကတော့ကျွန်တော်ဒီမှာအဲ့ဒီမှာဒီ link ပေါ့နော်အဲ့ link ကို copy ကူပြီးကြရင်ဒီမှာ URL scan ထဲမှာထည့် scan လိုက်ထည့် scan လိုက်ခဏစောင့်လိုက်ပေါ့နော်ခဏစောင့်လိုက်ပြီးသူပြလိုက်မယ်ဒီ website က save ဖြစ်လားမဖြစ်ဘူးလားဆိုတော့အကျဉ်းမြင့်တော့ကျွန်တော်တို့စစ်လို့ရတယ်နောက်ဒါတော့တာမန် user တွေအနေနဲ့ပေါ့နော်ဒါဝင်ကြည့်တယ်ဆိုရင်save ဖြစ်မဖြစ်เนาะဘယ်လိုမျိုးဝင်ကြည့်လို့ရမလဲဆိုတော့ပြပြတာဟုတ်เนาะဒါဆိုရင်ကျွန်တော်တို့ဒီမှာပြရတယ်ဒီမှာ IP ပေါ်လာပြီဒီမှာ sorry ပြောရအောင် IP ပေါ်တယ်ပြီးကြရင်ဒီမှာသူ့ရဲ့ malicious activity လို့လည်းပေါ်တယ်ပေါ့နော်ဒါဆိုရင်
သိကြရတော့မယ်ကျွန်တော်တို့လင်းနေတော့နှိမ့်ဆရာမလို့ပဲဒါဝင်ကြည့်ဖို့မသိဘူးပေါ့နော်အဲ့တော့ဒီမှာဆိုရင် IP တွေပေါ်တယ်ဟောင်ကောင်ကပေါ့နော်ဒီမှာ IPT တွေကိုကြည့်လိုက်မယ်ဆိုရင်လည်းမှာဆိုရင်နော်ဟောင်ကောင်ဆိုရင် IP address တွေကစာပေါ်လာပြီပေါ့နော်ပြီးတော့တခြားသောစစ်လို့ရတာတွေကတော့အများကြီးရှိပါသေးတယ်နော်ဒါတော့ကျွန်တော်တာမန် user အနေနဲ့ဘယ်လိုမျိုး link တစ်ခုကဟိုဝင်ကြည့်ဖို့တင်မတင်ကိုအကြမ်းမြင်ဒီမှာလာပြီးတော့ကြည့်လို့ရတယ်ပေါ့နော်အဓိကပြောချင်တာကကျွန်တော်ဒီတတိထားဖို့ပေါ့နော်အဓိကကျတော့ချုပ်မသိတဲ့လူတွေရှိတယ်မသိတဲ့လူတွေရှိရတဲ့အတွက်ကြောင့်ကျွန်တော်ဒီ video share လုပ်ပေးခြင်းဖြစ်တယ်နောက်ပိုင်းကျရင်ဒီလိုမျိုး website တွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုး testing လုပ်လို့ရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဒီ video အရှိလုံးချင်တယ်ပေါ့နော်ဒါပေမဲ့လုပ်ပြီးမှ video ကပြန်တင်တဲ့အခါကျရင်ဖြတ်ချခံရမလားမဖြတ်ချခံရမလားဒါမျိုးတွေကရှိသေးတယ်ဘာလို့လဲဆိုတော့ public မှာ website တွေကိုကျွန်တော်စမ်းပြတဲ့အခါကျရင်အဆင်မပြေတာမျိုးတွေရှိတယ်ပေါ့နော်အဲ့ဒါမျိုးရှိတဲ့အတွက်ကြောင့်လည်းလုံးမလုံးခေါ်တော့ကျွန်တော်တစ်ချက်ကြည့်ရမယ်နော်ဒါတော့နောက်ပိုင်းကျရင်တော့ကျွန်တော်အားရတော့စမ်းပြပါမှာဒီလိုက website တွေကစိတ်ဝင်စားဖို့ကောင်းတယ်ဟုတ်ပြီနော်အဓိကပြောချင်တာဒီမှာနောက်တာမန်လူတွေဝင်ကြည့်မယ်ဆိုရင်ဒီလိုမျိုး URL စကန်မှာ URL ကိုလာပြီးတော့စကန်လုံးဝ safe ဖြစ်တယ်ဆိုမှဝင်နှိပ်လို့ဝင်ကြည့်ပေါ့နော်နောက်တစ်ခုကကျတော့တချို့တွေအကျူလွဲတာမျိုးတွေကိုကြည့်တယ် VPN ပေါ့နော် VPN ဝင်လိုက်တာနဲ့ဒီ link နေအမြဲတမ်းဝင်ကြည့်လို့ရလားဆိုအဲ့လိုလည်းမဟုတ်ဘူးပေါ့နော် VPN ရဲ့အလုပ်လုပ်ပုံကတက်ဒီကောင်ကကျွန်တော်တို့ဒီ target country ကိုတစ်ချက်ပြချင်တာပေါ့နော်အဓိကသူတို့ဒီ website တွေကသူတို့ဒီ phishing လုံးမဲ့เนาะသူတို့ target country ဆိုတာရှိတယ်အဲ့လိုမျိုးမှမဟုတ်ရင်သူတို့ကဝင်ကြည့်လို့မရဘူးဒီလိုအထာမျိုးတွေလည်းရှိတယ်ပေါ့နော်နောက်ပိုင်းကျမှဒီလိုကြားဖြတ် website တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော် knowledge sharing အများကြီးလုပ်ပေးမယ်ပေါ့နော် okay ဒီ video ကတော့ဒီလောက်ပဲပေါ့နော်order နဲ့နောက်တဲ့စကားမဆက်ပြောချင်တာကျွန်တော်ဒီလကုန်ထိကျွန်တော်တို့ cyber security ရဲ့ Linux ရဲ့ MI ရဲ့တင်နန်း3ခုလုံးကျွန်တော် promotion ပေးနေပါတယ်ဒီလကုန်ထိ promotion ရှိပါတယ်စိတ်ဝင်စားရဆိုကျွန်တော် page 6ပေါက်မှာ TG 2326လို့ပို့ပြီးတော့အသေးစိတ်ကျွန်တော်တို့စုံစမ်းမေးမြန်းလို့ရပါတယ်